လှပတင့်တယ်မှုဒီလက်တန်ခြေတံလက်တွေခြေတွေပြည့်ပြည့်ဖြိုးဖြိုးနဲ့ဟောပခုံးစုံနေပြည့်ပြည့်ဖြိုးဖြိုးနဲ့ဂုတ်ပိုးတွေပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ဒီလိုဆိုလို့ရှိရင်သူကအမြဲတမ်းကြည့်လို့ရှိလို့ကောင်းတယ်လို့ဒီလက္ခဏာဟာလေပါရမီပုံရိပ်ရဲ့အမှတ်တစိတ်တစ်ခုပါပဲဒီလိုဆိုလိုတာပေါ့ဒါဖြင့်ဒီပြည့်ဖြိုးခြင်း9ရက်9ဌာနပြည့်ဖြိုးခြင်းဆိုတဲ့အမှတ်သားလက္ခဏာကိုဘယ်လိုကုသိုလ်တွေများလုပ်ခဲ့လို့ဒီအကျိုးကျေးဇူးဒီလိုအမှတ်သားတွေပေါ်လာရတာတော့လို့ဆိုသူကဘာလုပ်တော့ဆိုကောင်းပြီဆိုတဲ့အစာအာဟာရတွေလှူလေးတန်းလေးရှိတယ်နော်ကောင်းပြီဆိုဟုတ်တယ်ကောင်းကောင်းကြိုက်တဲ့လူတွေဝါနော်ကောင်းတာတွေကြီးပဲစားကောင်းတာတွေကြီးစားတယ်ပဏိတဘောဇနမတန်ကောင်းတာတွေစားတချို့ကြတော့အကုသိုလ်ကံကြောင်းလားမသိဘူးအကောင်းဆိုမတည့်ဘူးဆိုတာနော်ကောင်းတဲ့အစားစားဆိုတချို့အတဲ့ကိုမတည့်တာမတည့်တာအကုသိုလ်များလို့ဒီလိုပြောရမှာပဲတို့မဟုတ်ကောင်းတာတွေကိုမလှခဲ့လို့ပြောအဲ့တော့ပဏိတာနိဘောဇနာနိတို့မဟုတ်ပဏိတာနံရတိတကောင်းပြီးတော့အရသာရှိတယ်ဆိုတဲ့စားဝတ်တောက်ဖွဲတွေကိုသူကလှူခဲ့တယ်တန်းခဲ့တယ်တဲ့သူများကိုပေးခဲ့တယ်ကျွေးခဲ့တယ်အဲ့ဒီကုသိုလ်လို့ပြောတယ်ကျွေးရင်သူကအကောင်းမှကျွေးတာမကောင်းတာမကျွေးဘူးနော်မကောင်းဘူးဒါလည်းလူစိတ်မှာရှိသေးတယ်နော်တချို့အကောင်းကျွေးနိုင်ရင်ပဲလို့အကောင်းကျွေးချင်မှကျွေးတာသူကြိုက်တာလည်းအကောင်းကြိုက်ချင်မှကြိုက်တာနော်အကောင်းမကြိုက်တဲ့လူကအများကြီးရှိသေးတယ်လူတွေမှာစားနိုင်ပြီပဲလို့အကောင်းကိုမတည့်တာတို့မကြိုက်တာတို့လည်းမစားကြကောင်းပြီဆိုတာအဲ့တော့ပဏိတကောင်းမြတ်တဲ့အစာဆိုတာဘယ်လိုဟာမျိုးကိုခေါ်တာတော့ကိုကြိုက်တာကိုအကောင်းလို့ပြောမှလားဝက်သားကြိုက်တဲ့လူကဝက်သားအကောင်းလို့ပြောမှလား